ကျမမျိုးစားအိမ်တော်ကိုချွေးမအဖြစ်ဝင်လာချိန်မှာလင်ပါသားဝင်ရွှံကအသက်16နှစ်တောင်ရှိနေပါပြီဒါပေမဲ့အရက်ကပူပြီးအရိုးပေါ်ရေတင်ပိန်ကျုံးတွေကခုနှစ်8နှစ်ကလေးရွယ်လောက်ပဲရှိတယ်သူကထမင်းဟင်းတွေကိုမကြိုက်ပဲနိုထင်းတီစီကနို့ကိုပဲအမြဲပူစာနေတတ်တယ်နေကင်းကြောင်တောင်ကြီးမှာပဲအဲ့ဒီနိုထင်းတီကရင်ဘက်ကိုလန်ပြီးပိန်လီနေတဲ့ဝင်ရွှံကိုပိုက်ကနို့တိုက်လေးရှိတယ်ဝင်ရွှံကမျက်နှာတွေနီးရဲလာပြီးခေါင်းမော့မျက်လုံးမိတ်ကအရန်ကိုစိန်ကြနေတတ်တယ်နိုထင်းတီရဲ့နာမည်ကဝနံလို့ခေါ်ပြီးအသက်30ဝန်းကျင်လောက်ရှိကတော်တော်လေးဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ရှိတယ်အသက်16နှစ်အရွယ်ထိဒီဝနံမှာဘာလို့နို့ထွက်နေသေးတာလဲဆိုတာကျမဆက်စုမိတယ်ဒီဝနံကရိုးသားတဲ့သူမဟုတ်ဘူးဝင်ရွှံကိုလမ်းမရောက်အောင်လုပ်နေတယ်လို့ထင်မိတာကြောင့်ဝင်ရွှံကိုနို့ဖြတ်ဖို့ရောက်ခမကြီးစီသွားပြောခဲ့တယ်ရောက်ခမကြီးကနေရာမှာတင်ပုတီးကျိုးကိုဆွဲဖြတ်ပြီးကျမခေါင်းကိုပြစ်ပေါက်တယ်စိတ်ပုတ်စိတ်ယုံမှာနင်းဘိုက်ကမွေးလာတာမဟုတ်တော့နင်ဘနာတက်ပါမလဲဝင်ရွှံကဘာမှစားမဝင်ဘူးလေသူနို့လေး2ငုံ3ငုံလောက်ဆိုတာများဘာဖြစ်သွားမှာမို့လို့လဲနင်ကအိမ်ပေါ်ရောက်ကစချွေးမတစ်လေးရှိသေးတယ်မျိုးစားအိမ်တော်ကိုလာပြီးဆရာလုံးနေတာဘလို့အချိုးမျိုးလဲနောက်ပိုင်းမှာကျမတီးလိုက်ရတာကအဲ့ဒီမှာနို့ရည်တွေပဲရှိတော့မလဲပြီးဖြိုးနေတဲ့ရင်ဘတ်ထဲမှာပြည်တွေသွေးတွေကြီးပဲဝင်ရွှံကနေတိုင်းပြည်နဲ့သွေးတွေကိုစို့နေရတော့အစောကြီးကတည်းကအစိတ်တစ်နေခဲ့တာသူ့ခန္ဓာကိုယ်ကမြောက်တကောင်လိုပိန်ကျုံးနေတာဘလို့လောက်ကြီးထွားလာနိုင်ပါမလဲကျမကတော့အရန်တွေစိတ်ပူပြီးအခွင့်ရေးရတာနဲ့စိတ်ပုတ်စိတ်ရုပ်ရှိတဲ့ဝန်နံကိုကျပွဲစားစီရောင်းပစ်ခဲ့တယ်ပြီးတော့ငွေမြောက်များအကုန်ခံပြီးကျန်းနံမျိုးကနမေကြီးသမားတော်ကြီးကိုပင့်ကဝင်ရွှံရဲ့ခန္ဓာကိုယ်ကိုကုသပေးခဲ့တယ်နောက်ဆုံးတော့ကျန်းဝင်ရွှံရဲ့ခန္ဓာကိုယ်ကပုံမှန်ပြန်ဖြစ်လာပြီးတဖြည်းဖြည်းအရက်ရှိလာကအချိုးကျတဲ့သခင်လေးတစ်ယောက်ဖြစ်လာခဲ့တယ်ဒါပေမဲ့သူမျိုးစားရာထူးဆက်ခံရတဲ့နေ့မှာပဲကျမကိုဘိုးဘွားဆန်ကြောင်းနဲ့ပြစ်သွင်းမယ်လို့ဘသူထင်ထားခဲ့မလဲဘိုးဘွားတွေရဲ့မျက်မှောက်မှာတင်ကျမကိုမျိုးစုံစော်ကားခဲ့တယ်ကျမအပေါ်ကနေထပ်သွားချိန်မှာတောင်ကျမကိုအချက်ပေါင်းများစွာကန်ကြောက်သွားဖို့မမေ့ခဲ့ဘူးသူကဆဲဆိုတယ်မင်းလိုစိတ်ပုတ်တဲ့မိန်းမယုတ်ငါကောင်းစားတာကိုမမြင်ချင်ဘူးမလားငါငယ်ငယ်လေးကတည်းကအမေမရှိခဲ့ဘူးဝန်နံပဲငါ့ကိုဂယုစိုက်ယူရက်ခဲ့တာမင်းကငါတို့တန်ရောစင်ကြီးတာကိုမနာလိုဖြစ်ပြီးသူ့ကိုရောင်းစားခဲ့တယ်အားကိုးရမဲ့နေတဲ့မိန်းမတစ်ယောက်ကဘယ်ကိုများသွားနိုင်မှာလဲသူမကလူပွဲစားတွေကနေတဆင့်ပြည်တန်စာယုံကိုရောင်းစားခံခဲ့ရပြီးငါနာမည်ကိုတရင်တသေးဆုံးသွားခဲ့ရတယ်မင်းလိုစိတ်ပုတ်တဲ့မိန်းမယုတ်တာမရှိခဲ့ရင်ငါနဲ့ဝန်နံအစောကြီးကတည်းကထာဝရအတူပေါင်းဖက်နေရပြီးဒီနေ့ငါဝန်နံအတွက်ခလဲစားချေမယ်မင်းကိုတေတောင်မြေမြုပ်เสียနေရမရှိအောင်လုပ်ပစ်မယ်အဝတ်ပလာနဲ့ကျမဟာဘိုးဘွားဆန်ကြောင်းနဲ့ပိတ်လောင်ခံရပြီးရေတစ်စက်မှမတောက်ရပဲအငှက်ထားတက်ခံခဲ့ရတယ်နောက်ဆုံးတော့သူကကျမရဲ့မျက်လုံးနှလုံးကိုကျိုးနီနဲ့ချုပ်ပြီးကြေးပြားတွေဖိထားခဲ့တယ်မျက်ကန်းဖြစ်ပြီးဝင်စားမဲ့လမ်းကိုရှာမတွေ့အောင်လို့တဲ့ပြီးတော့ဘဝဆက်တိုင်းစကားပြောလို့မရအောင်ပါဆက်သေးကိုဖွဲကျန်းတွေထိုးတိတ်ခဲ့တယ်နောက်ဆုံးတော့ကျန်းဝင်ရွှံကစုပ်ပြတ်နေတဲ့ကျမရဲ့ခန္ဓာကိုယ်ကိုဖြာဆုပ်လေးနဲ့ပတ်ပြီးလူတေကုန်းကိုလွှင့်ပစ်ခဲ့တယ်အဲ့ဒီနောက်မှာပဲတောခွေးတွေကကျမရဲ့အလောင်းကိုကြိုက်ခဲစားတောက်သွားကြတယ်ပြန်လဲမျက်လုံးဖွင့်ကြည့်လိုက်တော့မထင်မှတ်ပဲကျမရဲ့မင်္ဂလာဦးညကိုပြန်ရောက်နေခဲ့ပြီးခဏလောက်ကြောင်သွားပြီးမှနမင်းကြီးကမျက်စိဖွင့်ကြည့်ပေးပြီပဲဆိုတာတီးလိုက်ရတယ်မျက်နှာဖုံးအနီးဆက်ကိုလန့်ချပြီးမြေကြီးပေါ်လွှင့်ပစ်လိုက်တယ်ပြီးတော့ကုတင်ပေါ်အမြန်လဲချပြီးတန်းအိပ်ပစ်လိုက်တယ်ငိုင်မြင့်နေတဲ့အစီကံမလေးရှင်းအားကချက်ချင်းလန့်နိုးသွားတယ်တခင်မလေးမျိုးစားမင်းတောင်မလာသေးဘူးလေဘာလို့အိတ်လိုက်တာလဲသူမကကျမရဲ့အိမ်ပါအစီခံလေးပါအရင်ဘဝကအဲ့ဒီဝန်နံဆိုတဲ့မိန်းမနဲ့စကားနည်းနည်းများမိုံနဲ့အရှင်လက်လက်အရိုက်ခံပြီးတည်ခဲ့ရတာနင်လဲအိတ်တော့မျိုးစားမင်းဒီညလာမှာမဟုတ်ဘူးတခင်မလေးရဲ့မင်္ဂလာဦးညကြီးမှာတို့သားမလာတာမျိုးပဲမှရှိလို့လေကျမဆောင်ကြုံနဲ့ကွေးနေရင်ရဲလိုက်မိလို့မျက်ရည်တွေတောင်ထွက်လာတယ်အရင်ဘဝတုန်းကတော့ခါးတွေနာကြောတွေအောင်နေတဲ့ကြားကနားတောင်မနာရဲဘူးမင်္ဂလာဦးညမှာမျိုးစားမင်းကိုတေချာပြုစုရမယ်ဆိုပြီးစောင့်နေခဲ့တာလေကျမကဂုံဒီဝမ်မီသားစုရဲ့များငယ်သမီးဝန်နင်ပါအိမ်ကဖရင်ဂုံဒီဆိုပေမဲ့ဆွေကြီးမျိုးကြီးအတိုင်းဝိုင်းနဲ့တော့အရန်ကွာခြားပါတယ်မျိုးစားအိမ်တော်ကိုဝင်ပြီးဂုံတက်လိုက်မယ်လို့တခါမှမတွေးဘူးခဲ့ဘူးတော့အုပ်ထဲလမ်းလျှောက်ထွက်ရင်လူဆိုးတွေနဲ့တိုးပြီးအပြိုကြီးပြက်မလို့ဖြစ်ခဲ့ရတာအဲ့ဒီအချိန်မှာကျန်းရီခင်ပွန်းကနမင်းကြီးတပားလို့ရောက်လာပြီးလူဆိုးတွေကိုထွက်ပြေးရလောက်အောင်ရိုက်နှက်ပေးခဲ့တယ်လူဆိုးတွေဆွဲဖြဲလိုက်လို့ပေါ်သွားတဲ့ကျမရဲ့ဖြူဖွေးနေတဲ့လက်မောင်းတွေကိုသူများအင်သွားခဲ့တယ်3ရက်ကြာတော့ကျမတို့အိမ်ကိုလူလွတ်ပြီးတောင်းရမ်းကမျိုးစားအိမ်တော်ရဲ့တရားဝင်ဇနီးများအဖြစ်တင်မြောက်ခဲ့တာအဖေကတော့ဝမ်းသာလုံးလို့ခရားတပီးကျမကိုဂုံယူစရာသမီးလေးလို့ထက်ခါတလဲလဲချီးကျူးခဲ့တယ်ကျမကောင်းစားသွားရင်အောက်ကညီမလေးတွေမောင်လေးတွေလည်းအလိုလိုမျက်နှာပွင့်ပြီလေမြားကြီးမိထွေးကလည်းကျမကိုခန်းဝင်